ငါမဒီပရင်နာလေး A ပရင်နာ Entity ပရင်နာလေးပေါ့နော်သူက3လက်မဆိုင်ဘောင်ချောင်းစတစ်ကာထုတ်လို့ရတယ်အရင်ဆုံးကျွန်တော်ကဒီပရင်နာလေးကိုဘောင်ချောင်းမုတ်ချိန်ပြီးတော့ live ဆွဲပြီးတော့ software လေးမှာ Android နဲ့ချိတ်ဆက်ပြီးတော့ဘောင်ချလေးထုတ်ပြပေးပါမယ်အရင်ဆုံးဒီပရင်နာလေးပါအောင်ပို့မှုခင်မှာပရင်နာလေးစက်ကူထည့်မယ်ပေါ့နော်အဖုံးလေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ဘောင်ချစက်ကူလေးကျွန်တော်ပြတာပါသောပုံသဏ္ဍာန်လေးပေါ့ဒီပုံသဏ္ဍာန်လေးကိုထားပြီးတော့စက်ကူလေးဒီစထည့်မယ်ဒီသင်းကြီးတိုင်ဘေးကိုတွန်းလိုက်မယ်ပြီးတော့ဒီလိုလေးထည့်လိုက်မယ်ပေါင်ဝါလေးမဖွဲ့ခင်မှာပေါ့ကျွန်တော်တို့ setting လေးစချိန်မယ်ဆိုဒီက setting button ကိုဖိထားမယ် power button လေးကိုဖိလိုက်မယ်အတန်လေးပြောရရင် power button လေးလွှတ်မယ်ပြီးတော့ခဏနေ setting button လေးလွှတ်လိုက်မယ်ပြီးတော့မဆက်မှုဆိုတာလေးပေါ်သွားရပေါ့နော်ဆက်မှုဆိုတာပေါ်သွားတဲ့ချိန်ကျရင် setting လေးနဲ့ရှိဆက်သွားမယ် language မှာမချိန်ဘူး font size မှာမချိန်ဘူး darkness မှာမချိန်ဘူး center set မှာမချိန်ဘူးpaper ဒီ 80mm paper မှာ normal ဆိုတာက aggressive ပဲပေါ့နော်ဒီအလဲ pattern လေးနဲ့ချိန်မယ်ဆိုရင်ချိန်ရတယ် matte paper မဟုတ်ဘူး label paper မဟုတ်ဘူး normal မှာပဲထားမယ်ပေါ့နော်ဒါ aggressive ပဲပေါ့နော်နောက်တစ်ဆင့်ထပ်ချိန်ရမယ်58မှာလည်းဒီတိုင်းဒီနည်းတိုင်းပဲပေါ့နော် aggressive ဆိုတော့ normal မှာပဲ normal paper မှာပဲထားမယ်ပြီးသွားပြီပေါ့နော်ခလုတ်နှစ်ခုကိုဇုံ menu ကနေစထွက်မယ်လို့ဒီနှစ်ပန်းနဲ့ဒီအလဲခလုတ်ပန်းကို thread နဲ့ဆောင်ပြနေလိုက် exit mode ဖြစ်သွားပြီဆိုအဲ့ဒါတို့ receive စထုတ်လို့ရပြီ Android ဖုန်းလေးဖွင့်လိုက်ပြီးတော့ Bluetooth စပယ်မယ်ပေါ့နော် Bluetooth လေးကိုဖွင့်မယ်ပြီးရင် Entity ဆိုတဲ့ printer လေးပေါ့ပေါ်လို့ပေါ်နေ refresh ပြန်လုပ်မယ် Bluetooth ပုံလေးစပြီး Bluetooth လေးစဖွင့်လိုက်မယ် printer မှာ Bluetooth လေးဖုန်းမှာ Bluetooth လေးစဖွင့်မယ် Entity ကိုနှိပ်မယ်ရောဒီ chat box လေးနှစ်ခုအောင်မယ်ဒီ printer ရဲ့ password တွေက1234ပေါ့နော်1234 okay ရပြီပြီးရင် driver ဆိုရင်ကျွန်တော်တို့အသုံးပြုမယ် driver ဆိုပြီးရ software ကိုတွားမယ်menu ထဲက setting ထဲက printer ညာဘက်အောက်ထောက်မှာရှိတဲ့အပေါင်းလေးကိုနှိပ်မယ်ကြိုက်တဲ့နာမည်လေးပေးမယ် A printer ပေါ့နော်ပြီးတော့ printer model မှာ other model ကိုရွေးမယ် ethernet မှာ bluetooth ကိုရွေးမယ် bluetooth search မှာ Entity ကိုရွေးမယ် paper size မှာ80ဖြစ်မယ် printer C ကိုနှိပ်မယ် printer C ကိုစနှိပ်ကြည့်မယ် okay မှာ printer C စထွက်သွားပြီပေါ့နော်ဒါဆိုရင်တော့ချိတ်ဆက်မှုအောင်မြင်သွားပါပြီ